ဒီလ3ရက်နေ့မှာ Trump တင်သွင်းတဲ့အခွန်ဆိုင်ရာနဲ့အစိုးရအသုံးစရိတ်ဆိုင်ရာ Big Beautiful Bill အဆိုအမှုကျမ်းကြောင့်သမ္မတ Donald Trump နဲ့ Elon Musk တို့ကြားပြဿနာတက်ခဲ့ပြီးတော့လက်ရှိမှာတော့သူတို့နှစ်ဦးရဲ့ရန်ပွဲဟာပူပူကြီးလာနေပါတယ်။ဒါဟာကမ္ဘာပေါ်မှာအာဏာအရှိဆုံးနိုင်ငံရေးသမားနဲ့အချမ်းသာဆုံးပုဂ္ဂိုလ်နှစ်ဦးကြားကရင်းနှီးပုံစံဖော်ထားတဲ့ဆက်ဆံရေးယိုယွင်းပျက်စီးလာတာဖြစ်ပြီးတော့တင်းမာမှုတွေကလည်းအထွတ်အထိပ်ကိုရောက်ရှိနေတာပါ။ဒီနေ့မှာတော့သမ္မတ Donald Trump ကပြီးခဲ့တဲ့ March လလယ်မှာElon Musk ကဝယ်ယူထားတဲ့ Tesla ကားကိုစွန့်ပစ်ချင်နေတယ်လို့အကြီးတန်းအဖြစ်တာဝန်ရှိသူတို့ကဆိုပါတယ်။အနီရောင်ကားလေးကိုရောင်းချတာဖြစ်နိုင်တယ်လို့လက်ဆောင်ပေးလိုက်တာမျိုးလည်းဖြစ်နိုင်တယ်လို့သိရပါတယ်။ Trump နဲ့ Tesla CEO Elon Musk တို့အကြားလူသိရှင်ကြား online မှာရှင်းဖြစ်မှုတွေဖြစ်ပွားပြီးတဲ့နောက် Tesla ကားလေးဟာ Watt Executive Driveway မှာဒီမနက်အထိရပ်ထားဆဲဖြစ်ကြောင်းမြင်တွေ့ရပါတယ်။ Trump ဟာ Elon Musk နဲ့အဆင်ပြေစဉ်ကာလကတော့အဲ့ဒီကားလေးကိုသူ့ရဲ့လူငယ်ဝန်ထမ်းတွေကိုအသုံးပြုခွင့်ပေးထားတာဆိုပြီးတော့လူမှုကွန်ရက်မီဒီယာပေါ်မှာတင်ထားခဲ့ပူပါတယ်။ဒါအပြင်မီလာတုန်းကလည်းမာကိုမာတင်ဟာ Tesla ကားအတွင်းကသမ္မတ Trump အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန်ကာရိုလိုင်းတို့ရဲ့ဓာတ်ပုံကို online ပေါ်မျှဝေခဲ့ပူပါတယ်။ Trump နဲ့ Musk တို့ရဲ့အငြင်းပွားမှုကြောင့် Tesla ရဲ့ share တန်ဖိုးဟာလည်းတနေ့တည်းမှာ14%ကျဆင်းခဲ့ပြီးတော့ဒါဟာဒေါ်လာ150ဘီလီယံအထိဈေးကွက်တန်ဖိုးဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။ Trump နဲ့ Musk တို့ရဲ့ကြားကအငြင်းပွားဖွယ်ဆက်ဆံရေးဟာနိုင်ငံရေးစီးပွားရေးကိုပါထိခိုက်မှုတွေဖြစ်လာစေတာပါ။ဆိုတော့ Trump နဲ့ Elon Musk တို့ကြားကပြဿနာနဲ့ပတ်သက်ပြီးတော့ကိုယ့်ထင်မြင်ယူဆချက်တွေကိုအောက်က comment မှာရေးပေးခဲ့ပါဦးနော်။